တက်ရှိဝန်ထမ်းတယောက်အမှတ်မထင်ချော်ကြပြီးပလင်းတစ်လုံးဟာကလေးနှစ်ယောက်စီကိုဝုန်းကနေလွှတ်ဆင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်ကလှုပ်ဝက်အေဂျင့်တယောက်ရဲ့ထူးခြားတဲ့အရှိန်ဟုန်နဲ့ရှေ့ကိုလှမ်းခုန်ပြီးပလင်းကိုဖမ်းလိုက်ပါတော့တယ်။ဒါပေမဲ့ဒီမြင်ကွင်းကိုကုမ္ပဏီရဲ့ CEO ဖြစ်သူဗိုလ်ချုပ်ကြီးကမြင်သွားခဲ့တာကြောင့်သူမရဲ့လှုပ်ဝက် idea ပေါက်ကြားသွားမှစိုးရိမ်ပြီးပလင်းကိုလွှတ်ချကာလဲကျချင်အောင်ဆောင်လိုက်ရပါတယ်။မမျှော်လင့်ပဲအဲ့ဒီ CEO boss ကြီးကလည်းထူးခြားတဲ့အရှိန်နဲ့သူမကိုဆွဲဖမ်းလိုက်တာကြောင့်တာမန်စီးပွားရေးသမားတယောက်ကဘာလို့ဒီလောက်လင်းမြန်နေရတာလဲဆိုပြီးသူမတယောက်အံ့ဩသွားခဲ့ရပါတယ်။သူမဟာအခြေအနေကိုဟန်ချက်ညီအောင်ထိန်းဖို့အတွက်သူတို့နှစ်ယောက်ရဲ့ဟန်ဆောင်အိမ်အောင်ရေးကိုအထိမ့်မှတ်အနေနဲ့သူမကိုယ်တိုင်ဟင်းချက်ကျွေးမယ်လို့အကြံပြုလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာစကားမပြောနိုင်တဲ့အော်ဒဇင်သားလေးကသူစားကျင်တဲ့ဟင်းရတွေကိုစိတ်ထဲကနေရေရွတ်လိုက်ပါတယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကမွေးစားသမီးလေးဟာစိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းအားရှိနေတာကြောင့်အကိုဖြစ်သူစားကျင်တဲ့ဟင်းနာမည်တွေကိုသူမရဲ့မွေးစားအမေစီတန်းစီပြီးပြောပြလိုက်ပါတော့တယ်။ဒါကိုကြားလိုက်ရတဲ့ CEO ကြီးဟာဒီမိန်းမနဲ့သူ့သမီးကငါသားရဲ့အကြောင်းတွေကိုကြိုတင်စုံစမ်းထားတာလားဆိုပြီးတန်တရားဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ကလေးမလေးကအယမ်းငယ်သေးတာမို့တိုက်ဆိုင်မှုလိုပဲတတ်မှတ်ပြီးစိတ်လျှော့လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမွေးစားသမီးလေးဟာသူမရဲ့အမေကငါလူတက်ပြီးအလောင်းဖြောက်တာတောင်လုပ်နိုင်တာဟင်းချက်တာစာဖွဲမနေနဲ့ဆိုတဲ့အတွေးကိုဖတ်မိသွားတဲ့အခါအကြီးကျယ်ထိတ်လန့်သွားပါတော့တယ်။အဝေးထုတ်ခံရမှာကြောက်တဲ့ကလေးမလေးကဟင်းဘလို့ပဲဖြစ်ဖြစ်ချီကျူးဖို့ဆုံးဖြတ်လိုက်ပါတယ်။ခဏအကြာမှာတော့အမျိုးသမီးကကြည်ရဆိုးလုံးနဲ့ဟင်းပွဲတွေကိုပြင်ဆင်ပြီးစပွဲပေါ်ချလိုက်ပါတယ်။သမီးလေးကအတင်းကျပ်မျက်နှာပိုးတက်ပြီးအရန်စားကောင်းတယ်လို့လိန်ညာချီကျူးလိုက်တဲ့အခါ CEO ကြီးနဲ့သူ့သားလေးကလည်းကလေးမလေးတိုင်းလိုက်ပြီးချီကျူးကြပါတော့တယ်။ဒါကိုကြားပြီးအမျိုးသမီးကသူမကိုသူမဟင်းချက်ပညာပါရမီရှင်တင်တဲ့နောက်ထပ်ဟင်းတွေတွားချက်အောင်မယ်ဆိုပြီးမိဖို့ကြောင့်လည်းဝင်သွားခဲ့ပါတယ်။သူမအနောက်လှည့်သွားတာနဲ့စပွဲပေါ်က3ယောက်လုံးအံဖတ်ဆွဲပြီးတပြိုင်နက်တည်းဝုန်းကနေထိုင်ကြပါတော့တယ်။သူတို့3ယောက်ဒီငရဲဟင်းတွေကိုဘလို့ဆက်စားရမလဲလို့စိတ်ညစ်နေတော့မှာပဲ။ရုတ်တရက်မိဖို့ကြောင့်တဲကနေဒိုင်းဆိုပြီးအော်တိုပောက်ကွဲတန်ကြီးထွက်ပေါ်လာပါတော့တယ်။မိဖို့ကြောင့်ထဲမှာအပူရှိန်ပြင်းနေတဲ့အိုးတဲကိုမိထွေးဖြစ်သူကဂျုံမုတ်အိတ်ကြီးမောက်ထည့်လိုက်တာကိုမြင်ပြီးတားဖြစ်သူတားဖို့ပြင်ပေမဲ့မမီတော့ပါဘူး။ဒိုင်းဆိုတဲ့အော်တိုပောက်ကွဲတန်ကြီးနဲ့တူတကိုယ်လုံးမိသွေးတွင်းကထွက်လာတဲ့အတိုင်းမိတူးသွားတဲ့အေဂျင့်မမောက်ကိုကြည့်ပြီး CEO ကြီးနဲ့ကလေးတွေဟာရဲစရာကောင်းလို့အော်ရကြပါတော့တယ်။တကယ်တော့သူမကမိမိရဲ့အေဂျင့် idea ကိုဖျောက်ဖို့ဘဝမှာပထမဆုံးပန်ကိတ်ချက်ပြုတ်ရကနေဘုံခွဲမိသွားတာပါ။ဒါပေမဲ့ဒီပောက်ကွဲမှုကြောင့်သူတို့3ယောက်လုံးအစာငင်းရာဇဝတ်မှုကနေလွတ်မြောက်သွားတဲ့အတွက်စိတ်သက်သာရသွားပြီး CEO ကြီးကအပြင်ထွက်စားကြစို့လို့ချက်ချင်းခေါ်ထုတ်သွားပါတော့တယ်။စားတောက်ဆိုင်ရောက်တဲ့အခါစကားမပြောတဲ့သားလေးရဲ့စိတ်ကိုဖတ်ပြီးမွေးစားသမီးလေးကဟင်းတွေကိုထပ်မံမှန်ကန်အောင်မပေးလိုက်ပြန်ပါတယ်။အမေဖြစ်သူကတန်တရားနဲ့မေးတဲ့အခါအဝေးထုတ်ခံရမှာကြောက်တဲ့သမီးလေးကသမီးတို့2ယောက်စိတ်လိုက်ချင်းတူလို့ပါလို့လိန်ပြောပြီး CEO ကြီးကိုပါယုံကြည်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာ CEO ကြီးရဲ့စိတ်ထဲကနေငါတူလေးအခြေအနေကောင်းလာပြီလို့တွေးလိုက်တာကိုစိတ်ချင်းဆက်ကလေးမလေးကဖတ်မိသွားပါတယ်။သမီးလေးကဦးလေးကနင့်ကိုဘာလို့တူလို့ခေါ်တာလဲလို့စိတ်ထဲကနေလှုပ်ဝက်မိလိုက်တဲ့အခါအော်ဒဇင်ကောင်လေးကဒီလူကငါအဖေရဲ့အမွှာညီကိုတကယ်ရဲရရှိပဲငါအဖေတေဆုံးမှုကိုစုံစမ်းဖို့ CEO ဖြစ်ဟန်ဆောင်နေတာလို့အမှန်တရားကိုဖွင့်ဟလိုက်ပါတော့တယ်။ကလေးမလေးဟာဒီဟန်ဆောင်မိသားစုထဲမှာလူတိုင်းကလှုပ်ဝက်ချက်ကိုစီနေမှုအကြီးကျယ်စိတ်ပြက်လက်ပြက်ဖြစ်သွားရပါတယ်။ဒါရင်မကပဲအဲ့ဒီဆိုင်ထဲမှာ CEO ကြီးကိုသဘောကျနေတဲ့တထေးသမီးတယောက်ကမနာလိုဒေါသထွက်ပြီးရန်ဆဖို့လူမိုက်အုပ်စုကိုငှားရမ်းလိုက်ပါတော့တယ်။ CEO ကြီးခဏအပြင်ထွက်သွားတဲ့အချိန်မှာပဲလူမိုက်တွေဟာအေဂျင့်မမနဲ့ကလေးတွေကိုဝိုင်းလိုက်ကြပါတယ်။ဒါပေမဲ့အေဂျင့်မမကတော့လုံးဝမတုံလို့ပဲမျက်စိမိတ်နားပိတ်ပြီးသမီးလေးကိုတင်းတင်းဖတ်ထားချက်လို့ကလေးတွေကိုအေးဆေးစွာပြောလိုက်ပါတယ်။လူမိုက်တွေကသူမဒူးထောက်တောင်းပန်တော့မယ်အထင်နဲ့ကလေးတွေကိုအဆက်မကွဲစေချင်လို့ထင်နေကြပေမဲ့မျက်စိတမိတ်3စက္ကန့်အတွင်းမှာအေဂျင့်မမရဲ့မိုးကြိုးမုန်တိုင်းလိုတိုက်ကွက်တွေကြောင့်လူမိုက်အားလုံးမြေပြင်ပေါ်မှာအယိုးကျိုးပြီးဝုန်းကနေလဲကျကုန်ပါတော့တယ်။စားတောက်ဆိုင်ကလူမိုက်တွေကိုနှိမ်နှင်းပြီးနောက်အေဂျင့်မမစီကိုအထက်လူကြီးကနေတရခန်ဟာမနှက်ဖြန်တရိတ်ဆန်ယုံမှာလှုပ်ဝက်အယောင်းဝယ်လုပ်မယ်လို့ဖုန်းဆက်အကြောင်းကြားလာပါတယ်။တစ်ချိန်တည်းမှာပဲ CEO ရောင်ဆောင်ထားတဲ့ရဲရရှိကြီးကလည်းဒီသတင်းကိုရရှိသွားခဲ့ပြီးသူတို့2ယောက်လုံးတရိတ်ဆန်ယုံသွားဖို့အကြောင်းပြချက်ရှာနေကြချိန်မှာသူတို့ရဲ့အတွေးကိုဖတ်မိတဲ့စိတ်ချင်းဆက်ကလေးမလေးကတရိတ်ဆန်ယုံသွားခြင်းနဲ့လူကိုယ်တိုင်ဥအောင်တောင်းဆိုလိုက်ပါတော့တယ်။နောက်တနေ့တရိတ်ဆန်ယုံရောက်တော့အေဂျင့်မမကအမေကောင်းတယောက်လိုဟန်ဆောင်ပြီးတရိတ်ဆန်တွေအကြောင်းရှင်းပြပေမဲ့ပါရမီရှင်အော်ဒဇင်သားလေးကသူမပြောတာတွေအကုန်လုံးနေမှန်းစိတ်ထဲကနေတီးသွားပါတယ်။ဒါကိုကလေးမလေးကဖတ်မိပြီးအကိုဖြစ်သူကိုစားတရိတ်ဆန်မျိုးစိတ်တွေကိုမှန်ကန်အောင်ဝင်ပြောပေးလိုက်လို့အေဂျင့်မမတယောက်လန့်သွားရပြန်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီး CEO ကြီးကဒီမိန်းမကသူမသမီးအကြောင်းဘာမှမသိပါလား
တကယ်အမေရင်ကောဟုတ်ရဲ့လားဆိုပြီးတန်တရားဝင်လာပါတယ်ကလေးမလေးကအခြေအနေကိုရိပ်မိပြီးမင်းညကအကိုစာအုပ်တွေကိုဖတ်ထားလို့ပါမာမီကအလုရှုပ်လို့မသိတာဆိုပြီးလိန်ညာပေးလိုက်လို့အေဂျင့်မမတက်ပြင်းချနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ CEO ကြီးစီဖုန်းတကောင်ဝင်လာပြီးသူလှည့်ထွက်သွားတာကြောင့်အေဂျင့်မမကသူ့ကိုတရက်ခန့်အထင်နဲ့နောက်ကနေတိတ်တဆိတ်ခြေရခံလိုက်ပါတော့တယ်ဒါပေမဲ့မထင်မှတ်ပဲတကယ်တရက်ခန့်က CEO ကြီးရဲ့အကြီးဒေါ်လေးဖြစ်နေပြီးသူမကအဖိုးတန်အချက်လက်တွေကိုရုံတကောင်ရဲ့ခန္ဓာကိုယ်ထဲမှာဝတ်ထားတယ်လို့ဖုန်းထဲမှာပြောနေတာကိုကြားလိုက်ရပါတယ်အေဂျင့်မမယုံချမ်းစီအပြေးသွားတဲ့အခါရုံတွေရာနဲ့ချီရှိနေလို့ဘဲကောင်လဲဆိုတာဝေခွဲမရဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာစိတ်ချင်းဆက်ကလေးမလေးကပါဆက်ကြီးနာနေလို့ဘာမှစားမရဘူးလို့ညီးတွားနေတဲ့ရုံတကောင်ရဲ့စိတ်ကိုဖက်မိသွားပြီမာမီဒီယုံကအရန်ထူဆန်းပြီးအစာမစားဘူးဖြစ်နေတယ်လို့လှမ်းပြောလိုက်ပါတယ်အေဂျင့်မမကချက်ချင်းသဘောပေါက်သွားပြီတရိတ်ဆန်စေးကူးဆရာဝန်အဖြစ်ဟန်ဆောင်ကအဲ့ဒီယုံရဲ့ပါဆက်ထဲကနေအဖိုးတန်လှုပ်ဝက်ချက်တွေပါဝင်တဲ့ microchip ကိုတက်ဆွန်ဆန်ဖျားထုတ်ယူလိုက်ပါတော့တယ်ဒါပေမဲ့သူမကျင်းနဲ့လို့မဆုံးခင်ပါပဲ CEO အယောင်ဆောင်ထားတဲ့ရဲအရာရှိကြီးကသူမအနောက်မှာရုတ်တရက်ပေါ်လာပြီးအဲ့ဒီချစ်ပပြားကိုလူယူဖို့စူးစမ်းလိုက်ပါတော့တယ်နှစ်ယောက်လုံးဟာတယောက်ရဲ့လှုပ်ဝက်အိုင်ဒီယာကိုတယောက်မသိကြသေးပဲတကယ်ရန်သူအထင်နဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ရအောင်ခုပဲ follow လုပ်ထားလိုက်တော့ဗျာ